အားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာဓဘုစီစဉ်ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်မကတော့ဒေါက်တာရှူပါဒီနေ့မှာတော့ Kempney skincare ingredient တစ်ခုဖြစ်တဲ့ PDRN အကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ဒါဘို skincare မှာလည်း Rice PDRN ကိုအခြေခံပြီးတော့ထုတ်လုပ်ထားတဲ့ series လေးတစ်ခုရှိတယ်။အဲ့တော့ Rice PDRN ကကျမတို့ရဲ့အသားရည်ကိုဘယ်လိုမျိုးကောင်းကျိုးလေးတွေပေးနိုင်လဲဆိုတဲ့ဟာလေးတွေကိုဒီဗီဒီယိုမှာပြောပြမှာပဲဖြစ်ပါတယ်။နံပါတ်1ကတော့ PDRN ကဘာလဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်။ PDRN ဆိုတာက DNA ကနေထုတ်ယူထားတဲ့ cell တွေပြန်လည်ရှင်သန်ရေးအတွက်လှုံ့ဆော်ပေးတဲ့အရာဖြစ်ပါတယ်။ Rice PDRN ဆိုတာကကြတော့ဆန်ကနေထုတ်ယူထားတဲ့အဲ့ဒီအတွက်ကြောင့်မလို့plant base ဖြစ်တယ်အဲ့တော့ပိုပြီးခါကျတော့ဓာတ်မတည့်မှုတွေအရေးပြားမှာဓာတ်မတည့်မှုတွေကိုပို့ပြီးတော့ရော့စေတယ်အသားရည်တဲ့အထိပို့ပြီးတော့စိတ်ဝင်စေပါတယ်Rice PDRN ရဲ့အာနိသင်ကကြတော့နံပါတ်1ကတော့ repair လို့ပြောလို့ရတယ်ပေါ့နော်ကျမတို့ပျက်စီးနေတဲ့အသားရည်လေးတွေကိုပြန်လည်ပြီးတော့ပြုပြင်ပေးတယ်ကျမတို့ရဲ့ skin cells တွေကိုဒီ cellular level အထိပို့ပြီးတော့ကျန်းမာစေတဲ့ ingredient လေးဖြစ်တယ်နံပါတ်2ကတော့အသားရည်ကိုပို့ပြီးတော့ကြည်လင်စေတဲ့အာနိသင်လေးပေးရပေါ့နော်ဆန်ကနေထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆန်ရဲ့အာနိသင်အရာဆိုလို့ရှိရင်ဓာတ်တိုးဆန့်ကျင်စေတဲ့ antioxidant လေးတွေကျွဲဝရတယ်ပြီးလို့ရှိရင်အသားရည်ကိုတဘာဝအတိုင်းပို့ပြီးတော့ကြည်လင်စေတဲ့အာနိသင်လေးရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့အမဲဆက်လေးတွေနေလောင်တန်ကြောင့်ကျန်ခဲ့တဲ့အမဲဆက်ပပလေးတွေအမာရွက်ကလေးတွေဆိုလို့ရှိရင်ကြာလာတာနဲ့တဖြည်းဖြည်းချင်းမှိန်သွားစေတဲ့အာနိသင်ကိုပေးပါတယ်နောက်တစ်ခုကတော့ရေးချောင်းလေးတွေအတွက်ပေါ့နော်သူကတော့ကျမတို့ PDRN ကအသားရည်ရဲ့ collagen နဲ့ elastin ထုတ်လုပ်မှုကိုပို့ပြီးတော့များအောင်လို့လှုံ့ဆော်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အသားရည်မှာအရွယ်မတိုင်ခင်ရေးချောင်းလေးတွေဖြစ်တာလေးတွေဖြစ်ပေါ်ပြီးသားရေးချောင်းလေးတွေကိုမှိန်အောင်လုပ်ပေးဖို့အတွက်အာနိသင်လေးရှိပါတယ်နောက်တစ်ခါတော့ skin barrier ကိုပို့ပြီးတော့ကျန်းမာစေတဲ့ဟာပေါ့နော်skin barrier လို့ခေါ်တဲ့အသားရည်ကာကွယ်ရေးတတိုင်းကိုသူကအာဟာရလေးတွေဖြည့်ပေးတယ်ရည်ဓာတ်လေးတွေဖြည့်ပေးတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျမတို့ရဲ့ skin barrier ကိုပို့ပြီးတော့ကြန့်ခိုင်စေပါတယ်ကဲအဲ့ဆိုလို့ရှိရင် Rice PDRN ကကျမတို့ရဲ့အသားရည်ကိုဘယ်လိုမျိုးကောင်းကျိုးလေးတွေကိုပေးနိုင်လဲဆိုတာကိုသိရှိသွားပြီဖြစ်ပါတယ်။ဒါပေါ်ရဲ့ Rice PDRN series မှာဆိုလို့ရှိရင်လည်းဒီဆန်ရဲ့တဘာဝအာဟာရဓာတ်ကလေးတွေရဲ့ပြီးလို့ရှိရင် ခေတ်သစ် PDRN ingredient လေးတွေကိုပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတာကိုလည်းတွေ့ရပါတယ်။အဲ့ဒါကြောင့်မလို့ဒီဒါပေါ်ရဲ့ Rice PDRN series မှာလည်းခုနပြောထားတဲ့ဆန်ရဲ့အကျိုးကျေးဇူးနဲ့ခေတ်သစ် ingredient ဖြစ်တဲ့ PDRN ရဲ့အကျိုးကျေးဇူးတွေကိုပေါင်းစပ်ပြီးတော့ရရှိနိုင်မှာပဲဖြစ်ပါတယ်။